တခါကျရင်ကျွန်တော်တို့ foreign trainee ဆိုရင်လူတွေကဗာပြောကြတယ်မြန်မာနိုင်ငံမှာဆိုရင်ဒီကောင်ကြီးက second ပါဒီကောင်မင်းတို့မလုပ်နဲ့ဒီကောင်တွေကအမှားဒါအဲ့လိုပြောကြတဲ့လူရှိတယ်လို့ကျွန်တော်တို့တကယ် foreign trainee ကိုတကယ် professional ဆက်ဆက် profitable trader ဆက်ဆက်အလုပ်လုပ်နေတဲ့လူတွေကရှိကြတယ်သူတို့ကဘယ်လိုအလုပ်လုပ်လဲဆိုတော့သူတို့တည်တဲ့သူတို့ပိုင်နိုင်တဲ့ market ကိုသူတို့ကြည့်တယ်သူတို့သုံးပြနေတဲ့ strategy ကိုပဲသူတို့ရဲ့ confirmation method တွေသူတို့သုံးတယ်ပြီးသွားရင်သူတို့ရဲ့ experience တွေသူတို့အတွေ့အကြုံတွေနဲ့ market ကိုမြင်တော့သူတို့အတွက် RR တွေကအဆင်ပြေတယ် risk and reward တွေကလည်းကိုက်တယ်ဒီဘက် market စဖွင့်တဲ့နေ့တနင်္လာနေ့မှာကျွန်တော်တို့ကတော့ entry နဲ့ကြောင်းတော့ယူခဲ့တယ်ပေါ့နော်ကျွန်တော်တို့တခိုင်း form ပေးပြီးတော့ training community ကကျွန်တော်တို့ဒီ entry တွေကကျွန်တော်တို့သုံးပြနေတယ်ကျွန်တော်တို့ရဲ့ pricing pure only check ကိုကြည့်ပြီးတော့ကျွန်တော်တို့ရဲ့ confirmation method တွေနဲ့ဘယ်လို entry ယူခဲ့တာလဲကျွန်တော်တို့ RR တွေဘယ်လိုမျိုးရအောင်ယူခဲ့တာလဲကျွန်တော်ဒါကိုပြောပြပေးဖို့ပေါ့နော်ဒီတစ်ကြောင်းဆိုရင်ကျွန်တော်က sell entry ထိုင်ခဲ့တာပေါ့နော်ဒါကိုကျွန်တော် RR က5လောက်သွားခဲ့တယ်ဒီကောင်ဆိုရင် aware entry ကိုကျွန်တော်ပြန်လိုက်ခဲ့တယ်ဒီကောင်က10လောက်သွားခဲ့ပွင့်လင်းပြောရင်ဒီ entry နဲ့ကြောင်းတဲ့နေကျွန်တော်ရဲ့တပတ်စာ target ပေါ့နော်very show 50လောက်ထိကျွန်တော်သွားခဲ့တာပေါ့နော်ဒီနှစ်ကြောင်းနဲ့ကျွန်တော်တပတ်စာ target အားလုံးတော့ပြည့်သွားပြီလို့ပြောအောင်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုး confirmation method အနေနဲ့ trade ဖို့ဆိုတာဗျာအဓိကတော့ကျွန်တော် strategy တစ်ခုသိအောင်လည်းမလုံလောက်ဘူးကျွန်တော်တို့ a strategy တစ်ခုဘယ်လောက်ထိလေ့လာတာလဲကျွန်တော် back test တွေဘယ်လောက်ပြန်လုပ်တာလဲကျွန်တော်တို့ risk ကိုဘယ်လို show ရမှာလဲစတဲ့ခေါင်းစဉ်တွေအားလုံးကျွန်တော်တို့ပေါင်းပြီးတော့တည်တည်တခြားလေးလေ့ကျင့်တာမှစရင်ကျွန်တော်တို့ကဒီလိုမျိုး trade set တဲ့တွေကကျွန်တော်တို့ဒီကတော့ decision ချဖို့အပိုင်းပေါ့နော်ကျွန်တော် decision တွေမှန်ချတတ်လာအောင်ဘာလို့ဆိုတချို့ကြတော့ဗျာ trade ဖို့ entry ပေါ်တာတော့တွေ့တယ်ဒါပေမဲ့တကယ် trade ရဲလားဆိုတော့ decision တွေကအလွဲလွဲမှားတွေဖြစ်လို့ပေါ့နော်ဥပမာဆိုဒီလိုမျိုး entry တွေဆိုတို့မှာ buy decision ဆုံးဖြတ်ချက်ကချဖို့တချို့ခက်ခဲလေးတွေရှိတယ်အဓိကတော့အဲ့ဒါဘာပြဿနာလဲဆိုတော့ကျွန်တော်တို့ strategy တစ်ခုရလာပြီ strategy တစ်ခုကိုတေချာ back test လောက်တာလားမလောက်တာလဲပုံမှာတော့မူတည်တယ်ပေါ့နော်ဒါပေမဲ့လည်းဘယ်ရမဆိုဗျာအချိန်ကတော့တစ်ခုယူထားရတဲ့အတိုင်းကျွန်တော်တို့ကိုယ်တိုင်ကလည်းကျွန်တော်တို့လောက်ရမှာပဲမဟုတ်လားဒီတိုင်းထိုင်နေလို့မရဘူးဆိုတော့ကျွန်တော်တို့တစ်ခုတော့အဖြေပေါ်တော့ကျွန်တော်တို့လှုပ်ကြည့်တော့ market ကတော့အဖြေပေးပါလိမ့်မယ်ကျွန်တော်တို့ရဲ့စူးစမ်းအောက်ထုတ်မှုကဘယ်လောက်ရှိနေတာလဲဆိုတာပေါ့နော်ဆိုတော့လက်ရှိကျွန်တော်ဒီ entry နဲ့ကြောင်းကိုကျွန်တော်ဘယ်လို confirmation တွေအသုံးပြုခဲ့ပြီးထွက်ခဲ့တာလဲဆိုတာကျွန်တော်ရှင်းပြပေးပါတော့ဒါဆိုကျွန်တော်အားလုံးပြန်ဖြတ်လိုက်မယ်ညတော့ GBP USD ဒီနေ့တနင်္လာနေ့မှာကျွန်တော်ထွက်ခဲ့တဲ့ entry ပေါ့နော်ဆိုတော့အားလုံးကိုဖြတ်လိုက်မယ်လက်ရှိကျွန်တော် weekly structure လေးကိုကြည့်လိုက်အောင် weekly structure မှာဆိုရင် weekly ရဲ့အမြင့်ဆုံးဖြစ်တာတဲ့ PPF ကဖြစ်ဆုံးဖြစ်တာတဲ့ဈေးကိုတော့ဖြစ်တာတဲ့အမြင့်ဆုံးဈေးတော့သူကလက်ရှိကတော့ကြောင်းလက်ရှိရောက်ပြီးသူက rejection တစ်ခုအနေနဲ့သူကပြန်ကျလာတယ်နောက်တော့ PPF ကအနိမ့်ဆုံးဖြစ်လာတဲ့ဈေးကဒီတော့ဒီမှာကတော့ SNR ကတော့ကျွန်တော်တို့ weekly ကကျွန်တော်ပုံမှန်အတိုင်းပဲသတ်မှတ်လိုက်မယ်ဒီမှာကျွန်တော် daily ဆင်းပါ daily ဆင်းလိုက်ကြရင်ကျွန်တော် confirmation တွေလည်းဗာတွေ့ရမလဲဆိုတော့ daily ရဲ့အမြင့်ဆုံးဖြစ်တာတဲ့ swing high swing low higher high higher low higher high higher low ဆိုရင်ဒါကအနိမ့်ဆုံးဒီရဲ့ support level တစ်ခုနောက်ထပ်အနည်းဆုံးဖြစ်တဲ့သူ့ရဲ့ support level တစ်ခုဒါကိုကျွန်တော် daily support အနေနဲ့ကျွန်တော်သုံးမယ်ဒီရဲ့ support level နောက်တစ်ခုကဒီကောင်ကဘာဖြစ်နေလဲဆိုတော့ major level support major resistance level တစ်ခုတော့ရောက်နေပြီပေါ့နော်ရောက်နေတဲ့အချိန်မှာသူက daily ရဲ့အနည်းဆုံး R တစ်ခုသူကဖောက်ထွက်ထားတယ်ဒီကျွန်တော်ဒီနေ့သုံးတယ်ဆိုတော့4နာရီ stretcher ကိုကျွန်တော်ပြန်ကြည့်အောင်4နာရီ stretcher မှာကကျွန်တော် market ကိုဘယ်လိုမျိုးမြင်ရလဲဆိုတော့ daily ကတော့အထွန်းသွားနေတယ်ပေါ့နော် higher high လက်ရှိကတော့ daily ရဲ့ higher low movement နဲ့ကျွန်တော်တို့ရောက်နေတယ်နောက်က4နာရီမှာပြန်ကြည့်ရင်4နာရီမှာကသူ့ရဲ့ trend structure ကဘယ်လိုမြင်ရမလဲဆိုတော့ဒီမှာ higher high higher low higher high higher low ဒီမှာ correction လုပ်တဲ့ပြီးတော့မှသူက impact move တစ်ခုအနေနဲ့တက်တာလေဆိုတော့ higher high high ရင်သူကအနည်းဆုံး low တွေ break out ဖြစ်တာလေဆိုတော့ဒါ4နာရီမှာသူကသဘောတရားတစ်ခုက minor trend တစ်ခုက4နာရီရဲ့ minor trend က trend ကျူလိုက်ရပေါ့နော်ဒါဆိုရင်ကျွန်တော် 4P အနေနဲ့သုံးလိုက်ဆိုတော့4နာရီရဲ့ကျွန်တော် SNR တွေပြန်သတ်မှတ်ပါပေါ့နော်4နာရီမှာတော့ down trend ပြောင်းတာမှန်ပေမဲ့ daily ရဲ့ major trend ကပါကြီးတော့ဒါ up trend ကြီးနော်အဲဆိုရင်ကျွန်တော်တို့4နာရီမှာဆိုရင်ဒါ lower low lower high lower low အနည်းဆုံးဖြစ်ခဲ့တဲ့ဈေးက lower low ဒီမှာကြည့်ရင်တော့သူက body အနေနဲ့တော့ဖောက်ထွက်တာမှန်ပေမဲ့ shadow က equal သဘောမျိုးဖြစ်နေဆိုတော့ဒါက4နာရီမှာပြက်တတာဖောက်ထွက်တာလို့ပြောလို့တော့မရသေးဘူးပေါ့နော်အဲဆိုရင်ကျွန်တော်တို့4နာရီရဲ့ support ဆိုတော့4နာရီရဲ့ R level က lower low lower high ဆိုတော့ကျွန်တော်4နာရီရဲ့ R ကျွန်တော် SNR ရေးပေးမယ်4နာရီရဲ့ R sorry 4နာရီရဲ့ R level အဲဆိုရင်ဒီကောင်ကအနည်းဆုံး4နာရီကိုဖောက်ထွက်သွားတယ်ဆိုတော့ဒါ4နာရီရဲ့ Bဆိုတော့လက်ရှိကျွန်တော်4နာရီမှာကျတော့ဝယ်မလားဝယ်မဲ့ decision ချမလားဒါမှမဟုတ်ရောင်းမဲ့ decision ချမလားဆိုတော့ကျွန်တော် information ကဘာမှမရှိဆိုတော့ကျွန်တော်အဲ့ထက်နောက်ထပ် lower time frame တစ်ခုဖြစ်တယ်ကျွန်တော်တနင်္လာနေ့ဆက်ဆင်လာတနင်္လာနေ့ transaction ချမှာကျတော့ကျွန်တော်တို့ဘာလေးတွေမြင်ရမလဲဆိုတော့4နာရီမှာဆိုရင်lower low lower high lower low lower low ကနေဒီမှာ lower high ပြန်ဖြစ်တယ် lower high နဲ့တနင်္လာနေ့မှာ lower low ပြန်လာ
လိုအားလို့ပြင်မယ်ဒီကောင်ကဒီလိုအားလို့ကသူက share လို့နေနဲ့သတင်းထွက်တဲ့ချိန်ဖြစ်လို့ပေါ့နော်ဒါ6နိုင်ခွဲကျွန်တော်တို့မနေ့အရင်ဘက် market က NFP ထွက်တဲ့ချိန်မှာ9နိုင်ဒီပါလောက်မှာသူက share လို့နဲ့ပြန်ဆင်းလာတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့equal low ပဲတက်မှတ်ပါပေါ့နော် equal low ကနေဒီကောင်က high ကိုပြန် break out ဖြစ်သွားပြီးတော့မှ high high နေသူက major 4နိုင် trend ကသူက down trend မဲ့သွားနေတယ်ဆိုတော့ဒီ zone 4ကနေဒီကောင် reject ဖြစ်ပြီးပြန်ဆင်းလာပြီးတော့မှသူကဘာဖြစ်သွားလဲဆိုတော့တနိုင်မှာ transfer change သွားတယ် transfer ကအနည်းဆက်ဆုံးတနိုင်ရဲ့နောက်ဆုံး low တစ်ခုဖြစ်တဲ့ low တစ်ခုကိုသူက break out ဖြစ်သွားတယ်ဆိုတော့ဒီကောင်ကကျွန်တော်တို့ confirmation ကနှစ်ပိုင်းရှိတယ်ပေါ့တနိုင်မှာ SNR ဆိုရင်ဒါတနိုင်ရဲ့ major R တစ်ခုဆိုတော့တနိုင်ရဲ့ major resistance level ဆိုတော့ကျွန်တော်တို့မှာက lower low ဆိုရင်ဒါ lower high ပြန်လာမယ်ဟုတ်နော်ကျွန်တော်တို့မှာ lower high ပြန်လာမယ်ဆိုဘယ်ကောင်ထိလာပြန်လာမလဲဆိုကျွန်တော် basic rule တွေကကျွန်တော် Fibonacci နဲ့3သမားဆိုရင်3မယ်ကျွန်တော်စစ်ဝိုင်း level လောက်ထိကျွန်တော် confirmation ပြန်ရလိုက်တယ်အဲဆိုရင်ကျွန်တော်ဒါကို Fibo အနေနဲ့သတ်မှတ်လိုက်Fiboဆိုတော့လက်ရှိတနိုင်မှာကြည့်မှလည်းဆိုရင်တော့တနိုင်ကဒီမှာကျွန်တော် Monday ပေါ့နော် Monday market စဖွင့်ရဲ့ချိန်3နိုင်ခွဲမနေ့3နိုင်ခွဲစဖွင့်ရဲ့ချိန်ဆိုတော့ကျွန်တော်ကတော့ဒီ entry ကတော့9နိုင်ကျော်10နိုင်ဒီပါလောက်မှာ entry တစ်ချောင်းရခဲ့တဲ့ entry ပေါ့နော်အဲ့ဒါတွေကကျွန်တော်ဘယ်လိုဆုံးလောက်ခဲ့လဲဆိုတာကျွန်တော်ပြန်ပြောပြမယ်ပေါ့နော်အခုကလက်ရှိကကျွန်တော် Fibonacci တတ်မှတ်ပြီးဆိုတော့ကျွန်တော်တို့အသွေးထဲမှာဘာရှိမှဆို market က high တစ်ခုကနေ lower လို့ပြန်လာတယ် lower လို့ဆိုရင်ဒီ transfer တနာရီကို transfer ကို break out ဖြစ်သွားတယ်ပြတနာရီက lower လို့ဆိုရင် lower high ပြန်လာရင်ကျွန်တော်တို့မှာရောင်းမှ decision တစ်ခုချနိုင်အဲ့ဒါကိုကျွန်တော်တို့ strategy ကဘယ်လိုမျိုး confirmation တက်confirmation နဲ့ trade ခဲ့လဲဆိုတော့ကျွန်တော်ပြန်ပြောပြအောင်နီးစပ်ဆုံးကျွန်တော်တို့ပြန်ကြည့်လိုက်ရင်ဒါ30မိနစ်ကြည့်လိုက်ရင်15မိနစ်တော့ကြည့်လိုက်ပါတော့15မိနစ်ကနည်းနည်းလေးရှင်းမယ်ဆိုတော့15မိနစ်ကြည့်လိုက်ရင်15မိနစ်မှာ lower low lower high lower low lower high lower low lower high lower low အဲ့ဒီမှာ correction တစ်ခုပုံစံနဲ့သူကပြန်တက်လာတာဆိုကျွန်တော်တို့ strategy ကဒါ15မိနစ်မှာသူက trend change တဲ့သဘောဖြစ်ဒါကတော့ minor trend နေပဲเนาะကျွန်တော် minor trend ဆိုအသေးလေးနဲ့တော့ minor trend မဲ့ဆိုတော့ကျွန်တော်လက်ရှိရောက်နေတာ Fibonacci ဆုံး Fibonacci ဆုံးမှာသူကဘာလုပ်လဲဆို market တစ်ခုကတက်လာတဲ့ impulse ပုံစံနဲ့နောက်တစ်ခုကသူက range ပုံစံကျွန်တော်တို့ခေါ်တာတော့ကျွန်တော် price မှာဆိုတော့ correction ပုံစံသူကတီဆောက်နေတာကိုကျွန်တော်တို့က confirmation တစ်ခုဖြစ်တဲ့ကျွန်တော်တို့ရဲ့ correction လို့လည်းခေါ်တယ်ဒါမှမဟုတ် market structure pattern လို့လည်းခေါ်တယ်ကျွန်တော်တို့အဲ့ဒါကိုဘယ်လို confirmation လုပ်လိုက်ဆိုကျွန်တော်တို့ရဲ့ 123 structure ပုံစံနဲ့ကျွန်တော်တို့ confirmation လုပ်လိုက်ရယ် confirmation လုပ်လိုက်တော့ကျွန်တော်တို့ဒီ structure ကကျွန်တော်တို့ correction ကဘာဖြစ်နိုင်တာလဲဘာကိုသွားနိုင်မယ်ဆိုတော့ကျွန်တော်တို့ကြိုသိတယ်ဒီကောင်ကလည်း lower low lower high ဆိုကျွန်တော်တို့မှာအယောင်း decision တစ်ခုချမှတ်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့အယောင်းကိုဒီပုံစံလေးတိုင်းတနိုင်17နိုင်လောက်မှာကျွန်တော်ထိုင်ခဲ့တာပေါ့နော်ကျွန်တော် short lot ကဒီလောက်လေးပဲလားမသိ130ကျွန်တော်ထားခဲ့တယ်ပြီးသွားရင်ကျွန်တော် follow လိုက်ခဲ့တယ် market ကို transfer ချတစ်ခုတည်း sorry ကျွန်တော် short lot ကနည်းနည်းနေ100လောက်မသိဘူးဘယ်လောက်ဒါပေါ့နော်ကျွန်တော် one ratio 5လောက်ဒီကောင်ကလည်းကျွန်တော်ကဒီလောက်ပဲဘာလို့လိုက်ခဲ့တယ်လဲဆိုတော့ကျွန်တော်သူကအနည်းဆက်ဆုံး15မိနစ် height တစ်ခု break out ဖြစ်တာလဲဆိုတော့4နိုင်မှာတော့ trend ကမချင်းတော့ major trend ကြီးကဘာဖြစ်နေလဲဆိုတော့သူက up trend ပဲသွားတယ်ဆိုတော့ကျွန်တော်တို့အသွေးထဲမှာတော့ဒီကောင်ကတနိုင်မှာတော့လောလောဆယ် minor trend က trend change တာဆို Fibo ဆုံးမှာ confirmation တစ်ခုရရင်ကျွန်တော်အယောင်း entry ကိုထိုင်မယ်ဆိုတော့ကျွန်တော်ဒီတိုင်းလေးအယောင်း entry တစ်ခုထိုင်ခဲ့တယ် entry တစ်ခုထိုင်ခဲ့ဘယ်လိုမျိုး exit လုပ်ခဲ့ဆိုဒီကနေကျွန်တော်ပြန်တိုင်းလိုက်ရင်ဒီဆုံးသူက break out ဖောက်ထွက်တာလည်းဖြစ်ဒီ Fibonacci level လောက်မှာကျွန်တော် exit တစ်ခုပြန်လုပ်ခဲ့ဒီဆုံးပါပေါ့နော်ဒါကိုလည်းကျွန်တော် Fibonacci အနေနဲ့တုံးတယ်ဆိုတော့ဒီလိုမျိုး entry တွေက trade ဖို့ဆိုတာကြီးလိုက်ရင်တော့လွယ်တယ်လို့ထင်ရတာပေါ့နော်ကျွန်တော်ပြောနေတဲ့အချိန်တာလွယ်ဒါပေမဲ့တကယ်ကျွန်တော်တို့လက်တွေ့ market မှာဒီလိုမျိုး entry တွေထွက်ရရင်တော့နည်းနည်းလေးကတိကတမောက်ဖြစ်တယ်ဗျာဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်တို့ market တစ်ခုကိုဘယ်လောက်ထိ bad test လောက်တာလဲ experience ဘယ်လောက်ရှိလဲဆိုပြီးတော့ကွာတော့ပေါ့နော်ဒါပေမဲ့လည်းအရာရာတိုင်းကတော့ဗျာဘယ်လိုပြောမလဲပေးဆက်ရတာဆိုတော့ကျွန်တော်တို့လည်း trade ဒီမှာလည်းတခုခုလိုချင်တခုခုကတော့အနစ်နာခံရမှာလေဟုတ်တယ်မလားကျွန်တော်တို့အချိန်တွေကလည်းဟာတာကြီးတော့မဖြုံးပါနဲ့ကျွန်တော်တို့ဘေးချိန်အားလဲအားတဲ့အချိန်မှာ bad test ပြန်လို့ကျွန်တော်တို့ base strategy တုံးလဲ price action လားဒါမှမဟုတ် SMC လား ICT လားကိုအသုံးပြုတဲ့ strategy နဲ့ market ကိုချင်းကပ်ကြည့်အခါကျ market ကကျွန်တော်တို့တခါကျ decision တွေမှားသွားတယ်ငါတို့ဘာလို့ရှုံးသွားတာလဲစတဲ့အဖြစ်တွေကရှိတယ်ဗျအဲ့လိုမဟုတ်ပဲကျွန်တော်တို့ကတခု entry တခုရှုံးရတယ်ဘာမှပြန်မစင်းစားဘူးဒီ entry ဘာလို့ရှုံးလဲဆိုတော့ကျွန်တော်မစင်းစားဘဲနဲ့ကျွန်တော်တို့ရဲ့အသွေးကဘေးကိုရောက်နေတယ်ဆိုတော့ negative mindset လို့ခေါ်ရဲကျွန်တော်မကောင်းတဲ့အသွေးတွေကရောက်နေကျွန်တော်တို့ကဒီ trading industry မှာကျွန်တော် long term ပေါ့နော်ရေရှည်ရက်တည်ဖို့ဆိုတာတိတ်တော့မလွယ်ဘူးဗျဘာလို့ဆိုတော့ဒီကျွန်တော် trade နဲ့ရောက်လာပြီဆိုကျွန်တော် risk ယူရမှာဆိုတော့အရာကတော့နှစ်ခုပဲရှိတယ်ပေါ့နော်ကျွန်တော်တို့ရှုံးမလားမြတ်မလားဆိုတော့ဒီ decision တွေအားလုံးချဖို့ဆိုတာကျွန်တော်တို့အတွေ့အကြုံတွေချရမယ်ဒါမှမဟုတ်ကျွန်တော်တို့ဘာ strategy တုံးပါလဲစတဲ့အနည်းလမ်းတွေအကုန်လုံးတုံးရအောင်ပေါ့နော်ဒါကတော့ကျွန်တော်တို့ confirmation method အနေနဲ့တုံးခဲ့တာပေါ့ဆိုတော့ဒါက 5R လောက်ကျွန်တော်ရခဲ့တယ်နောက်တစ်ခု aware entry တစ်ခုကိုကျွန်တော်ကဘယ်လိုမျိုး decision နဲ့ချခဲ့လိုက်လဲဆိုတော့ကျွန်တော်ခုနကပြောသလို4နိုင်ကသူကပွင့်လင်းလင်းကသူက break out ဖြစ်တာမဟုတ်ဘူးပေါ့နော် break out ဖြစ်တာမဟုတ်ဆိုရင်4နိုင်မှာသူက up trend ပဲရှိတယ်နောက်တစ်ခုက15မိနစ်မှာသူက
နီးစပ်ဆုံး height တစ်ခုသူက trend chain တာဆို15မိနစ်မှာဖြစ်နိုင်တာက higher high နဲ့ higher low ပြန်လာတဲ့ movement ပဲဖြစ်နိုင်ဆိုတော့ကျွန်တော်အဲ့ဒါကြောင့်ဒီကောင်ကိုကျွန်တော် short term entry တစ်ခုပဲဝင်ခဲ့တယ်အဓိကတော့ကျွန်တော်ဝင်ခဲ့တာဒီ previous ကဖြစ်ခဲ့တဲ့အတိုင်းပေါ့နော်ဒီ previous ကဖြစ်ခဲ့တဲ့ impact move အတိုင်းကျွန်တော်ပြန်လိုက်ခဲ့တယ်ဒီ entry တစ်ကြောင်းပေါ့နော်ဒီလောက်ထိပဲကျွန်တော်လိုက်ခဲ့တယ်ဆိုတော့ကျွန်တော်ဒါကတော့ exit လောက်သွားပြီ exit လောက်ပြီးတော့ကျွန်တော် away decision တစ်ခုကိုကျွန်တော်ဘယ်လိုချခဲ့လဲဆိုတော့ကျွန်တော်ပြန်ရှင်းပြမှာပေါ့ဒီကောင်ကအနည်းဆက်ဆုံး15မိနစ် height တစ်ခု break up ဖြစ်တာလဲဆိုတော့ကျွန်တော်တို့အတွေ့မှာ higher high လို့ပြန်လာရင်ကျွန်တော်တို့ FIBO zone ကနေ away decision တခုခု confirmation ရရင်ကျွန်တော် away decision ချမှာပေါ့နော်ဆိုတော့နောက်တစ်ခုကတနင်္လာမှာကြည့်ရင်တော့တနင်္လာက major trend ကတနင်္လာရဲ့ minor trend လေးကတော့ down trend တော့ change သွားတာမှန်တယ်မှန်ပေမဲ့သူက15မိနစ်မှာလည်းသူကပြန်တက်လာတယ် FIBO zone ကနေ reversal correction လို့ခေါ်တယ်ကျွန်တော်တို့ RC pattern လေးပြီးသွားတော့သူက impact တစ်ခုအနေနဲ့ပြန်ကျလာပြီပါဒီမှာ range ပုံစံဖြစ်တဲ့အချိန်မှာကျွန်တော်တွေးမှာတော့ဒီနားလေးမှာငါတို့ reversal correction တစ်ခုခုရရင်ကျွန်တော်တို့ away ကိုပြန်လိုက်လို့ရတယ်ဆိုပြီးတော့ကျွန်တော်အတွေးလေးတစ်ခုချခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ entry ဘယ်လိုဝင်ခဲ့လဲဆိုတော့ဒီမှာဆိုရင်သူကနေ့ဆုံးဖြစ်လာတဲ့ FIBO zone ကနေ reject ဖြစ်ပြီးတော့ candle တွေကပြန်တက်တဲ့အချိန်မှာကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာ share တွေကအများကြီးနဲ့ပြန်တက်တယ်ဆိုတော့ကျွန်တော်9မိနစ်ကိုကြည့်လိုက်5မိနစ်ဆိုကြည့်လိုက်ရင်ကျွန်တော် price action strategy ကဒီကောင်ကဘာလုပ်နေလဲလေဆိုတော့ကျွန်တော်ခက်မှန်သုံးသပ်နိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ပြောနေကြတချို့ကပြောတာပေါ့နော်တပယ်ပေါ်တွန်နေဘယ်လို create လုပ်လဲဘယ်လိုပုံစံထိချက်တစ်ချက်ထိတာနဲ့ပြီးတာလားအဲ့လိုတော့မဟုတ်ဘူးပေါ့နော်ဒါကျွန်တော်တို့ price action ကကျွန်တော်တို့ရဲ့ experience တွေပေါင်းပြီးတော့ကျွန်တော် strategy ကအလုပ်လုပ်တဲ့ပုံစံပေါ့ဒါကိုကျွန်တော်တို့တပယ်ပေါ်တွန်လုပ်တစ်ခုနဲ့ကျွန်တော်ကြည့်လိုက်တယ်အဲ့ဒါကိုကျွန်တော်က9မိနစ်မှာ confirmation တက်ရှာတယ် confirmation တက်ရှာတော့တပယ်ပေါ်တွန် strategy ဖြစ်နေတာပဲငါအသွေးမှာတော့ဒီ high ကသူက break up ဖြစ်တာလဲဆိုတော့ higher လို့ဆိုတော့ငါတို့ away တစ်ခုချနိုင်တာပဲဆိုတော့ဒီ entry ကတော့ကိုယ်ဝင်ပြောကျွန်တော်ပြောကန်တောင်းသွားတယ်လို့ပြောလို့ရအောင်မနော်ကျွန်တော် market ကိုကြည့်တဲ့အချိန်မှာဒီကောင်ကပြန်တက်လာတယ်ဗျပြန်တက်လာတဲ့အချိန်မှာကျွန်တော် entry ကမဝင်ခဲ့ရအောင် entry မဝင်ခဲ့ရမယ်ကျွန်တော်နည်းနည်းစောက်တယ်စောက်ပြီးတော့ကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာ market ကထိုးဆင်းလာတယ်ထိုးဆင်းလာတဲ့အချိန်မှာဒီ level လောက်ရတဲ့အချိန်မှာကျွန်တော်ဒီနေ့မှာဒီကောင်ပတန်လည်း break out ဖြစ်နေပြီဆိုတော့ကျွန်တော်ဒီနားလေးပါပေါ့နော်ဒီ800ဆိုတဲ့ဈေးတန်းတစ်ခုကကျွန်တော် entry ဝင်ခဲ့တယ်ကျွန်တော် short လောက်ကတော့ဒီအောက်နားလေး sorry ဒီလောက်လေးကျွန်တော်ထားခဲ့တယ်နောက်တစ်ခုက TP ကျွန်တော်ဘယ်လိုလိုက်ခဲ့လဲ TP ဘယ်လိုလိုက်ခဲ့လဲဆိုတော့ကျွန်တော်တို့ confirmation ရဒီကောင်ကတကယ်လို့ပတ်တန်တစ်ခုလောက်မယ်ဆိုရင်ဒီ ထိချက်ရပါတော့ထိချက်ရဆိုကျွန်တော်ဒီလောက်လိုက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ကအဲ့လောက်ထိလည်းမသွားခဲ့ပါဘူးကျွန်တော် short လောက်ကခဏဒါလောက်ဆိုတော့အဲ့အောင်ပေါ့နော်ဒါလောက်ဆိုတော့ဒါလောက်ကျွန်တော်လိုက်ခဲ့တယ်ဒါကတော့ကျွန်တော်ပတ်တန်တစ်ခုအနေနဲ့စဉ်းစားခဲ့တာပေါ့နော်ဒါပေမဲ့ market ကသူကပတ်တန် create လုပ်တဲ့ပုံစံမျိုးမတွေ့ရတာနဲ့ကျွန်တော်ဒီမှာတော့ sell order တစ်ကြောင်းတော့ပြန်မထိုင်ခဲ့ဘူးဒီကောင်ကတော့ကျွန်တော်အဝယ်ကိုတလောက်ထိလိုက်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ R က10R ထွက်ခဲ့တယ်ဆိုတော့ဒီနှစ်ကြောင်းလုံးကကျွန်တော်တို့ 50R လောက်ကျွန်တော်ထွက်ပြီးတော့ဒီတစ်ပတ်တနင်္လာနေ့မှာတင်ကျွန်တော်ရဲ့ target ကတော့ပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီလို entry တွေကိုဘယ်လိုထိခဲ့တာလဲပွင့်လင်းပြောပြရင်ဒီလို entry တွေထွက်ရဖို့ကတော့ကျွန်တော်တို့အသုံးပြုနေတဲ့နည်းစနစ်တစ်ခုရှိရမယ်ဥပမာ price change ကို၎င်းဒါမှမဟုတ် SMC တော့၎င်းဒါမှမဟုတ် ICD တော့၎င်းကိုအသုံးပြုတဲ့နည်းစနစ်ကိုအတတ်နိုင်ဆုံးပိုင်နိုင်အောင်လေ့ကျင့်တာဒါမှမဟုတ် market ကိုကျွန်တော် reality market မှာကျွန်တော်ဘယ်လိုထွက်ရမှာလဲ entry rule တွေကိုကျွန်တော်သင်ချာလေးသုံးဖြတ်သားမှတာလေကျွန်တော်တို့ decision ကောင်းလေးနဲ့ကျွန်တော် R တွေကသွားမှာပေါ့ဒါပေမဲ့တချို့လူကပြောကြတာပေါ့နော် strategy တစ်ခုသိအောင်နဲ့ကျွန်တော် market မှာငွေရှာလို့ရပြီဆိုတာပြောကြတယ်ဒါပေမဲ့တကယ်တော့ reality market မှာအဆင်မပြေဘူးကျွန်တော် strategy ကိုဘယ်လောက်ပဲသိတာကျွန်တော်တို့လက်တွေ့အသုံးချဖို့ဆိုတာကျွန်တော်ရဲ့ experience အတွေ့အကြုံတွေလိုတယ်ကျွန်တော်တို့ market ကို better stand လုပ်လာတဲ့အရာတွေလိုတယ်ပေါ့နော်ဒါကတော့ကျွန်တော်အမြဲပြန်ပြောလိမ့်ရှိတယ်နော်ဘာလို့လဲဆိုတော့တချို့ကျတော့သင်တန်းတွေတက်ကြတယ် strategy တစ်ခုရတယ်ပြီးသွားရင် market ကိုပစ်တယ်ဒီပစ်တယ်နောက်ဘာတွေဖြစ်လာလဲဆိုတော့တို့မှာကဒုက္ခတွေများလာဘယ်လိုဒုက္ခလဲဆိုတော့ strategy ကသူ့နီးသူ့ဟာနဲ့အလုံးလုံးကြတာများတယ်ဒါပေမဲ့တို့မှာဘယ်လိုဖြစ်လဲဆိုတော့တို့တခါကျရင် decision making ချတဲ့နေပါ decision တွေပေါ့နော်ချတဲ့နေရာမှာတို့ကအမှားတွေဖြစ်သွားတယ်အမှားတွေဖြစ်သွားတော့ market ကတို့လိုချင်တဲ့အနေအထားအတိုင်းမသွားဘဲနဲ့တခါကျရင်ပြန်လှည့်သွားတော့ဘာလို့ဖြစ်ရင်တို့အတွက်တရှုံးနေနဲ့တို့ရင်ဆိုင်ရတာပေါ့နော်အဲ့ခါကျရင်တို့ကဘာလုပ်လဲဆိုတော့ market ကိုအပြစ်တင်တယ်ဗျာ market ကတခါကျရင်ကျွန်တော်တို့ forex trading ဆိုရင်လူတွေကဘာပြောကြလဲမြန်မာနိုင်ငံမှာဆိုရင်ဒီကောင်ကြီးက second ပါဒီကောင်မင်းတို့မလုပ်နဲ့ဒီကောင်တွေကအမှားဒါနဲ့အဲ့လိုပြောကြတဲ့လူရှိတယ်လို့ကျွန်တော်တို့တကယ် forex trading ကိုတကယ် professional ဆက်ဆက် profitable trader ဆက်ဆက်အလုပ်လုပ်နေတဲ့လူတွေကရှိကြတယ်သူတို့ကဘယ်လိုအလုပ်လုပ်လဲဆိုတော့သူတို့သိတဲ့သူတို့ပိုင်နိုင်တဲ့ market ကိုသူတို့ကြည့်တယ်သူတို့သုံးပြနေတဲ့ strategy ကိုပဲသူတို့ရဲ့ confirmation method တွေသူတို့သုံးတယ်ပြီးသွားရင်သူတို့ရဲ့ experience တွေသူတို့အတွေ့အကြုံတွေနဲ့ market ကိုမြင်တော့သူတို့အတွက် RR တွေကအဆင်ပြေတယ် risk and reward တွေကလည်းကိုက်တယ်နောက်တစ်ခုသူတို့အတွက်
မှားနေပြီးတော့အမှန်ကိုပြန်တွေ့လာတယ်ဘာလို့လဲဆိုတော့အမှားတော့လူတိုင်းတော့မှားကြတာပဲဗျာကျွန်တော်တို့ဆိုလည်းတချို့ trade entry တွေဆိုရင်လွဲတာတော့လည်းရှိတာပဲဒါပေမဲ့ကျွန်တော်အဲ့ဒီအမှားတွေမှားသွားပြီဆိုကျွန်တော်ဘယ်လိုပြန်ပြင်လဲဆိုတာကျွန်တော် decision တွေပြန်ချကြတာပေါ့နော်သူတို့ကြတော့ဘာလုပ်လဲဆိုတော့အဲ့လိုအမှားမှားသွားရင်ကျွန်တော်ပြောသလိုဒီ trade တွေက scammer ဘာဖြစ်တယ်ညာဖြစ်တယ်ပြီးသွားရင်တခြား strategy တခုလေးလာအဲ့ဒါတွေကတော့မလုပ်ပါနဲ့ဖြစ်နိုင်ဒါလည်းကျွန်တော်တို့ရဲ့ကျွန်တော် trade ခဲ့တဲ့တစ်လျှောက်မှာလူတွေရဲ့ဒုက္ခတွေပေါ့နော်နောက်တစ်ခုကမြန်မာပြည် forex market မှာဘာတွေဖြစ်နေလဲဆိုတော့တချို့ကျတော့ investment ဆိုပြီးတော့ပေါ်ကြတယ်ပေါ်ကြတော့လူတွေကဘာလုပ်လဲဆိုတော့အဲ့ဒီမှာတွတ်တွတ်ထည့်ပြီးတော့အမှားတွေနဲ့တချို့ investment တွေတော့အဆင်ပြေပါတယ်တချို့ဟာတွေကျတော့တည်တဲ့အတိုင်းပဲဗျမြန်မာပြည်မှာငွေဖြစ်နေတယ်ဆိုပြီးတော့ forex ကိုလုပ်နေတာလူတွေကပိုးတော့နေတယ်ဗျအဲ့လိုအချိန်ကျတော့သူတို့ရဲ့အဲ့ဒီမှာရှုံးသွားခါကျသူတို့ကဘာလုပ်လဲဆိုတော့သူတို့မှာအဓိကတော့အချောင်တွေသဘောတွေနဲ့တောင်လုပ်နေကြတယ်ဗျဆိုတော့လူတွေကလည်းဘာတွေးလဲဆိုတော့အော်ငါတို့အချိန်မရင်းနှီးဖြစ်ဘူးငါတို့ဘာမှမရင်းနှီးဖြစ်ဘူးငါတို့ပတ်စံပေးရုံနဲ့ပတ်စံပြန်ရမယ်ဆိုပြီးထင်နေကြတကယ် professional ဆန်တဲ့လူတွေကိုကြည့်လိုက်ပါဘယ်သူမှ investment တွေကတော်ရုံမပေါ်ကြဘူးเนาะဆိုတော့ကျွန်တော်သေချာပြန်ကြည့်ကြည့်ပေါ့နော်ကျွန်တော်မြန်မာပြည်ရဲ့ trading industry ကဘယ်လိုမျိုးအခြေအနေရှိလဲကျွန်တော်တို့ဘယ်လိုမျိုးဖြစ်ပျက်နေလဲဆိုတာကိုကျွန်တော်တို့အသေးစိတ်တော့ပြန်ကြည့်ကြည့်ပေါ့နော်ဒါကတော့ကျွန်တော်တင်းလာနေထွက်ခဲ့တဲ့ entry ဖြစ်ပါတယ်ဒါကတော့နည်းနည်းခင်ဗျားတို့အကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာကတော့ဟိုသုံးပြနေတဲ့ strategy ကိုဟိုသေချာပိုင်နိုင်အောင်လေ့လာထားပါနောက်တစ်ခု practice တွေကောင်းလုပ်ပါနောက်တစ်ခုဟိုပါမှားသွားလဲမှားသွားရင် market ကိုအပြစ်မတင်ပါနဲ့ market ကိုအပြည့်ပြန်ရှာပါ market ကကျွန်တော်တို့အမြဲအခွင့်အရေးပြန်ပေးပါတယ်တခါကျရင်ဗျာကျွန်တော်ရှုံးသွားတဲ့ entry တွေပေါ်ပဲစိတ်ကတော့မရောက်နဲ့ရှုံးသွားတဲ့ entry ပေါ်ပဲစိတ်ကတက်ရောက်နေဘာဖြစ်လဲဆိုတော့နောက်ထပ်ကျွန်တော်တို့ entry ထက်ရှာကြရင်ကျွန်တော်တို့ကအရှုံးကြီးမဲရှုံးမမဲပြီးတော့ပေါ့နော်ကျွန်တော်တို့ decision တွေကတခါကျရင်မှားသွားနိုင်ဆိုဆိုလည်းဘယ်လိုတွေးမှာဆိုတော့ဒီကောင်ကဒီမှာဆိုကျွန်တော်တို့ transfer ချာတွေမြင်အောင်မကြည့်တာဆိုဒီမှာဆိုရင် lower low lower high ပြန်လာရင်ကျွန်တော်ရောင်းတာမှန်ဒီမှာလည်းသူတို့ရောင်းဖို့ decision ပဲချနေကြဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကများလာတော့ကျွန်တော်ကဒီမှာ high ကို break out ဖြစ်နေဆိုတော့ဒီကောင်က impact ဆိုတော့ဒီမှာ reversal correction တစ်ခုအနေနဲ့ရရင် pivot ဆုံးမှာလည်းဖြစ်တယ်ဆိုတော့ away decision တစ်ခုချတယ်ဆိုတော့ကျွန်တော်တို့ကတန်းအားလောက်ပြန်သွားခဲ့တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲเนาะချို့သိချင်တဲ့အရာလေးတွေရှိရင်ကျွန်တော်တို့ရဲ့ comment အောက်လေးမှာမေးလာပြီးပေါ့เนาะကျွန်တော်တို့အချိန်အားရင်အားသလိုကျွန်တော်ကတော့ပြန်ပြီးတော့ဆန္ဒတော့ရှိပေါ့เนาะဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်